လူကြီးမင်းတို့ခင်ဗျာအာကကိုင်ပြီး EAV လေးမှာဘိုးလုံးချင်နေဆိုရင် level 4မရမချင်းမဲပါကောင်လဲသွားမမေးပါနဲ့အာရီမိတ်ရှိလို့ softlock တင်းရဆိုရင်လဲတစ်ဖက်ရန်သူကကြောက်ပြီးပတ်ပြေးနေတဲ့ hero ဆိုလုံးဝမတုံးမဲ့ညံကောင်းနေဖို့ကရေးကြီးပါတယ်တင်း5မှာ source ကောင်းသလို tower ထဲတင်မက enemy ဘေးတဲ့ဒီ light ကြီးလို့ရတယ်အာကကိုင်ပြီး run တင်လိုက်ပါအာကနဲ့မပြေးပဲရှင်းချနိုင်တဲ့ fighter တစ်ကောင်မှရှိတယ်သိကြလားကျွန်တော်ကတော့ PWS game ရပြေးဝရှမ်းပါ halfway နဲ့တယောက်စီတောင်ကျေးဇူးတင်ပါတယ်လူကြီးမင်းတို့ခင်ဗျာအာကကိုင်ပြီး EAV လေးမှာဘိုးလုံးချင်နေဆိုရင် level 4မရမချင်းမဲပါကောင်လဲသွားမမေးပါနဲ့အာရီမိတ်ရှိလို့ softlock တင်းရဆိုရင်လဲတစ်ဖက်ရန်သူကကြောက်ပြီးပတ်ပြေးနေတဲ့ hero ဆိုလုံးဝမတုံးမဲ့ညံကောင်းနေဖို့ကရေးကြီးပါတယ်တင်း5မှာ source ကောင်းသလို tower ထဲတင်မက enemy ဘေးတဲ့ဒီ light ကြီးလို့ရတယ်အာကကိုင်ပြီး run တင်လိုက်ပါအာကနဲ့မပြေးပဲရှင်းချနိုင်တဲ့ fighter တစ်ကောင်မှရှိတယ်သိကြလားကျွန်တော်ကတော့ PWS game ရပြေးဝရှမ်းပါ halfway နဲ့တယောက်စီတောင်ကျေးဇူးတင်ပါတယ်လူကြီးမင်းတို့ခင်ဗျာအာကကိုင်ပြီး EAV လေးမှာဘိုးလုံးချင်နေဆိုရင် level 4မရမချင်းမဲပါကောင်လဲသွားမမေးပါနဲ့အာရီမိတ်ရှိလို့ softlock တင်းရဆိုရင်လဲ